ကျွန်တော်မနေ့ကပြောခဲ့တယ်ပဲပေါ့နော်အရင်ခက်ကလူတယောက်ကကျွန်တော်တို့ဗလာ9တန်းလိုအပ်တယ်ပေါ့နော်သူ့ရဲ့ဘဝမှာအောင်မြင်မှုတွေရဖို့သူ့ရဲ့ဘဝမှာအဆင်ပြေမှုတွေရဖို့ချမ်းသာမှုတွေရဖို့ဗလာ9တန်းလိုအပ်ခဲ့တယ်ပဲကျွန်တော်ဒီနေ့ digital ခေတ်မှာကျွန်တော်ရဲ့နည်းပညာခေတ်မှာအောင်မြင်မှုရဖို့ရှင်းသန်နိုင်ဖို့ဆိုရင်ကျွန်တော်တို့ရဲ့ဒီdigital ဗလာ9တန်းလို့ခေါ်တဲ့အရာကိုလည်းကျွန်တော်တိစောက်ဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်မနေ့ကပြပြခဲ့ရတော့ကျွန်တော် digital economy လို့ခေါ်တဲ့နည်းပညာခေတ်မှာကျန်းမာရေးကောင်းမှုကြီးဒီစပစ်စီနဲ့ကျွန်တော်တို့ရဲ့ကျန်းမာရေးမထိခိုက်အောင်သုံးချနေပေါ့ဒီနေ့ကျွန်တော်ပြောချင်တာတော့ကျွန်တော်ဒီနည်းပညာခေတ်မှာအဆက်မပြတ်လေ့လာလို့ရတဲ့ညာနာဗလာပေါ့နော်အရင်တော့ကျွန်တော်တို့ကျောင်းပြီးပြီဘွဲရပြီဆိုရင်ကျွန်တော်တို့ပညာရေးကအဆက်လေ့လာတယ်မလို့တော့ကျွန်တော်လုပ်ငန်းတွေလည်းရောက်သွားပြီပေါ့နော်အခုခေတ်မှာတော့အဲ့လိုမျိုးမဟုတ်တော့အခုလဲဆိုတော့ကျွန်တော်တို့ကျောင်းပြီးရဲ့နေ့မှတော့မှဒီနည်းပညာတွေကရက်မနေဘူးပေါ့နော်ဒီနေ့သုံးတဲ့ကျွန်တော်တို့ရဲ့ software ရဲ့ update တွေဖြစ်လာနိုင်တယ်ဒီနေ့ကျွန်တော်တို့တက်ထားတဲ့ skill တွေကကျွန်တော်တို့ဆွဲရတဲ့ graphic design တွေကနောက်နေ့ဆိုလို့ရှိရင်ဒီလိုမျိုး design တွေနဲ့မလုံလောက်တော့လည်းဖြစ်နိုင်ကျွန်တော်တို့အခုနောက်ပိုင်းမှာ AI တွေမသုံးတတ်ဘူးဆိုလို့ရှိရင်နောက်ပိုင်းမှာကိုယ့်အလုံးနဲ့တက်ဆိုင်တဲ့ AI တူးတွေကျွန်တော်သိထားဖို့လည်းလိုအပ်တယ်ဒါကြောင့်ကျွန်တော်တို့က digital ခေတ်မှာငါသားတွေမတက်လဲဘာမှဖြစ်ဘူးဆိုပြီးတော့နေတာထက်ငါသားတွေဘယ်လိုသင်ရမလဲဆိုရင်ကျွန်တော်တွေးတာပိုအရေးကြီးရပါတော့ဥပမာကျွန်တော်တို့က digital marketing လုပ်နေရဆိုပါလို့အရင်တော့ကျွန်တော်တို့ Facebook ADS တွေရေးတယ်ကျွန်တော် Google ADS တွေရေးတယ် content တွေရေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ AI 2တွေပေါ်လာတဲ့အခါမှာကျွန်တော်အဲ့ဒါတွေကမဆိုင်ပါဘူးငါတို့နဲ့မဆိုင်ဘူးဆိုရင်တော့မသိဘဲနဲ့ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့တဖြည်းဖြည်းနောက်ကျသွားလိမ့်မယ်ဟောကျွန်တော်တို့လိုပဲဒီလိုမျိုးလုပ်တဲ့လူက AI ကိုသုံးပြီးသူတို့ရဲ့အလုပ်တွေကိုပိုလွယ်အောင်လုပ်သွားနိုင်တယ်ဒါပေမဲ့အရာအလုပ်ကျွန်တော်တပြိုင်တည်းထဲလိုက်တင်စီရတော့မလိုဘူးပေါ့နော်ကျွန်တော်တပတ်ကို scale အသစ်တစ်ခုဒါဝင်တစ်လောက်တစ်ခုတနေ့ကိုမိနစ်30 15မိနစ်ဒီလိုမျိုးလေးကျွန်တော်နည်းနည်းစီလေ့လာသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဆက်မပြတ်သင်ယူနေရတယ်တူတူပဲကျွန်တော် AI 2ပဲဖြစ်ဖြစ်တခြား software တွေရဲ့အကြောင်းဒီလိုမျိုးအသစ်ထွက်လာတဲ့နည်းပညာပေါ်မှာဒီကိုစိတ်ဝင်စားတဲ့နယ်ပယ်နဲ့ပတ်သက်ပြီးတော့ဒါတွေကဘာလို့ပေးနိုင်လဲဆိုရင်ကျွန်တော်စမ်းကြည့်တင်တယ်ပေါ့နော်software အသစ်ထွက်လာလို့ရှိရင်လည်းကိုယ့်ရဲ့အလုပ်မှာအသုံးဝင်မဝင်ကျွန်တော်စမ်းကြည့် AI အသစ်တစ်ခုထွက်လာမယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အလုပ်မှာအသုံးဝင်မဝင်ကျွန်တော်တို့စမ်းကြည့်ပုံမှန်ကျွန်တော်တို့သုံးနေတဲ့ AI တွေတဲ့ပိုကောင်းတဲ့ AI တွေလည်းပေါ်လာနိုင်တာပဲကျွန်တော်တို့သင်ယူတယ်စမ်းသုံးတယ်မှားတယ်အဆင်မပြေဘူးလားနောက်တစ်ခုပြောင်းသုံးမယ်ဒါမှမဟုတ်လည်းကျွန်တော်တို့သုံးပြီးပုံမှားနေလို့လားပြင်မယ်ပေါ့ဒီလိုနဲ့ကျွန်တော်တို့ရဲ့ skill ဖြစ်လာအောင်ကျွန်တော်တို့လုပ်ရမယ်ပေါ့နော်တိုးတက်လာအောင်ကျွန်တော်တို့ကဆက်ပြီးတော့အဆင်မပြေလေ့လာနေရကျွန်တော်တို့ဒီနေ့ခေတ်တွေကကျွန်တော်ဒီလေ့လာသင်ယူစရာတွေ information တွေကကျွန်တော်ရဖို့မခက်ခဲတော့အရင်တော့လူဆိုလို့ရှိရင်တော်တော်ခက်ခဲနေကြိုးစားလေ့လာကျွန်တော် Google တွေရှိတယ် YouTube တွေရှိတယ် online course တွေတက်လို့ရတယ်အဲ့ဒါမှကျွန်တော်တို့အဆင်မပြေဘူးဆိုရင် AI တွေကိုကျွန်တော်တို့မေးနေလို့ရနေပြီပေါ့နော်ပြဿနာကတော့ကျွန်တော်ဘယ်ဟာသင်ရမလဲမဟုတ်တော့ဘဲနဲ့အဲ့ဒီအရာတွေကိုငါတကယ်ရောသင်ယူမှာလားဆိုတော့ကိုယ့်ကိုယ်ကိုဆုံးဖြတ်နိုင်စွာမယ်ကိုယ့်ရဲ့လုပ်ငန်းမှာကျွမ်းကျင်နေတဲ့သူဆိုတာကျွန်တော်အရာအလုံးကိုသိနေတဲ့သူမဟုတ်တော့ဘူးပေါ့နော်ကျွန်တော်ဒီအသည့်တစ်ခုပေါ်လာတိုင်းငါမသိသေးရင်တော့မှဒါအောင်ငါသင်ယူလို့ရသေးတယ်ငါသင်ယူရမယ်ဆိုပြီးတော့ကိုယ့်ကိုယ်ဆုံးဖြတ်ဆက်နိုင်တဲ့သူကျွန်တော်ဒီနည်းပညာနေ့တိုင်းပြောင်းလဲနေတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့စကေးတွေကျွန်တော်တို့ကိုလည်းနေ့တိုင်းနည်းနည်းစီပြောင်းလဲဖို့လိုအပ်တယ်ပေါ့နော်နေ့တိုင်းနည်းနည်းစီသင်ယူတာပေါ့ကျွန်တော်တို့မနေ့ကသိထားရရတယ်ကျွန်တော်ရက်မနေပဲနဲ့ကျွန်တော်ရဲ့ဒီနည်းပညာခေတ်မှာအနာဂတ်မှာကျွန်တော်တို့အတွက်အထောက်ပြုပေးနိုင်ဆုံးကျွန်တော်တို့ကစကေးတစ်ခုကိုကျွန်တော်တို့ကလေ့လာနေရမယ်အဲ့ဒီထဲမှာအရေးကြီးဆုံးကကျွန်တော်တို့အမြဲတမ်းအသစ်ထွက်လာတဲ့တစ်ခုကိုကျွန်တော်တို့ကသင်ယူနိုင်တဲ့စွမ်းရည်ပဲပေါ့နော်အသစ်ထွက်လာတဲ့ software တွေကျွန်တော်တို့ application တွေဒါမျိုးတွေပေါ့ဖုန်းပေါ်မှာဆိုရင် application တွေ computer ပေါ်မှာဆိုရင် software တွေဒါမျိုးတွေကျွန်တော်သုံးနိုင် AI တွေသုံးနိုင်ကျွန်တော်တို့အခုနောက်ပိုင်းဆိုရင် AI engineer တွေဆိုအရန်ကိုအဆင်ပြေနေကြရပါတော့ခင်ဗျားတို့လည်းသင်ယူလို့ရမယ့် AI software တွေရှိရင် comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်တို့နည်းပညာခေတ်မှာအောင်မြင်နေတယ်ဆိုရင်တော့ကျွန်တော်ဗလာ9နဲ့လို့ပဲညာနာဗလာဖြစ်တဲ့ဒီအဆက်မပြတ်သင်ယူနိုင်တဲ့စွမ်းရည်တွေရှိနိုင်ပါစေလို့ပြောရင်းနဲ့ပဲဒီဗီဒီယိုတော့ဒီလောက်နဲ့ဆုံးသက်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်